မင်္ဂလာပါသမင်းစားကြအောင်ဗျာပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်းကျွန်တော်ဗီဒီယိုမတင်နိုင်လို့ဒါကြားဖြတ်ပြီးတော့တနင်္ဂနွေအစားတင်ပေးမှာပါဗျာဒီပရိသတ်ကြီးဒီနေ့ကတော့ဒီမှာချက်သားကြော်ရယ်ချက်မောင်ကြော်ရယ်ပဲဟင်းဒီ၃မျိုးတွေနဲ့စွဲနေနေရတယ်ကဲပရိသတ်ကြီးတော့ချက်မောင်ကြော် share ပေါ့ချက်မောင်ကြော်ဒါပရိသတ်ကြီးချက်သားကြော်ကဲချက်မောင်ကြော်လေးနဲ့ချက်သားကြော်လေးနဲ့ပရိသတ်ကြီးကိုကျွန်တော်ဦးဖြားဖြားလေးကျွေးပါတယ်ဗျာချက်သားကြော်လေးကဲပရိသတ်ကြီးစားကြပါဦးကဲပရိသတ်ကြီးကိုကျွန်တော်ဆွဲချက်မောင်ကြော်အရင်ကောပဲနဲ့ကြာစံနဲ့ရေတော်လေးဟောပဲနဲ့ကြာစံရေတော့ဟောချက်မောင်ကြော်နဲ့ရှယ်ပဲတော့ပဲနဲ့ကြာစံရေတော့လေးဟောได้จะตอนอยู่จะมองอยู่เป็นကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲbye bye see you next video